မေရင်မခုံးဆိုရင်မပြအောင်ရင်ခုံးလားခုံးလားမေ ခုံးနေအခုကတည်းကဒီတော့တို့မရဘူးမယုံမြည်ဟိုဗာလဲစမ်းကြည့်အောင်မေဟုတ်လားဟုတ်တယ်တော့ကဲကြည့်ဖို့ ready ပဲလားမေတေးနဲတော့မေကြည့်လို့ရပါပြီဘာစီကြီးကနော်နော်အခုဒီထဲမှာဘာတွေပါမှာတော့မေတစ်ချက်ကြည့်ကြည့်ပါဦး မဆက်အမေပါမှာပေါ့ ပတ်စံမပါမှာပေါ့အေးကြီးကလည်းတည်နေပြီအေးကဲတို့မြဲတည်နေပြီရင်မခုံတော့ဘူးကျန်တာသမီးပဲဆက်ဆွဲထုတ်ပြီးယူသွားတော့မယ်နော်ယူရတယ်ကဲဟဲ့3အုပ်ရှိသွားပြီလေးငါဟာ350ဖြစ်သွားပြီတရားအမေအရင်တော့ကလေဘယ်နှအုပ်ဆွဲထုတ်ဘူးလဲဒါမျိုး တခါမှဆက်မတော့ဘူး အခုကိုယ်တိုင်ဆွဲထုတ်ရတာအမေ10အုပ်ဆိုအမေညောင်းနေမယ်အမေကတဝက်ယူသမီးကတဝက်ယူရတယ်ယူတော့ကိုမေသဘောကောင်းလိုက်တာပညာရှင်ကြီးမဟုတ်ပင်မေဘဝရှင်သင်္ကာတို့တက်စေတယ်လမ်းမှန်ကန်စွာရွေးချယ်တဲ့အောင်လေသူလမ်းပြခဲ့ပါတယ်မေပညာသင်ကျွေးမွေးလာတယ်တခြားသူရဲ့စိတ်စေးတယ်စကားစင်ချင်ကပြောဆိုတဲ့အောင်လေစုဆုံးမပဲပြင်ခဲ့ဟဲ့ဘာမှလည်းမရှိဘူးဓာတ်မောက်ကျွေးမှာဆိုဟာဓာတ်မောက်ကျွေးမှာတဲ့ဒီအချိန်လာပိုးတဲ့ဘမတော့မေကလည်းအဲ့လိုမလုံနဲ့လေsurprise တွေပြန်တိုက်တာလားဓာတ်မောက်ကျွေးမယ်ဆိုကျွေးလည်းမကျွေးဘူးဟာဘာမှလည်းမရှိတော့ကုန်ပြီလားမေရင်မခုံးဆိုရင်မပြအောင်ရင်ခုံးလားခုံးလားမေ ခုံးနေအခုကတည်းကဒီတော့ တို့မရဘူးမယုံမြည်ဟိုဗာလဲစမ်းကြည့်အောင်မေဟုတ်လားဟုတ်တယ်တော့ကြည့်ချင်ပြီလားမေ ဟိုမှာကားလာပြီဆိုခင်ဗျာမရင်မထက်ဝင်းနေလို့ဝန်းသားဆိုတုံနဲ့ဖြစ်နေမငိုအောင်တော့ငိုရင်ရိုက်မှာနော်တရက်နေကြီးအမေငိုရင်သားသမီးတွေပဲစိတ်ကောင်းမှာနော် ငိုအောင်မငိုနဲ့နော်မေနော်ပြောရမှာနော်မေနော်ကဲကြည့်ဖို့ ready ပဲလားမေတေးနဲတော့မေကြည့်လို့ရပါပြီဘာစီကြီးကနော်မေနော်ဘာစီရတော့ကြီးတယ်ပတ်စံနေဖြုံးလာလားမသိနော်မေမပါပါတော့မေလည်းဒီကများလောက်အမေကအဲ့လိုခဏကြည့်တာအဲ့ခဏကြည့်ရအမေကတိတော့ဟွာလောက်တဲ့လူတွေဆိုရင်အမေကတိမှာတဲ့တိမှာဟိုဒီလိုစက်ပလိုက်လောက်တာဆိုအမေကဝင်းကြည့်လို့မလို့တိတာအမေကအဲ့လိုတိုက်လို့ရှိရင်အမေကဒီလူတွေငါစက်ပလိုက်လာတာတယ်လို့တော့တိမှာတဲ့အဲ့ဒါလိုင်းပေါ်ကတိတဲ့လူတွေကိုမတိုက်ဘူးကဲအမေမတိတဲ့လူနဲ့တိုက်ချလိုက်တာတိလားသမီးရောမတိအောင်နောက်ဆိုတိအောင်များလုပ်ရမယ်နော်ကြော်ညာရမယ်နော်များကရမယ်အဲ့ဒါဆိုတိမှာလားမေတိမှာပေါ့တိမှာပေါ့အဲ့ဒါကြာဟုတ်ပြီအခုဒီထဲမှာဘာတွေပါမှာတော့မေတစ်ချက်ကြည့်ကြည့်ပါဦးမဆက်အမေပါမှာပေါ့ပတ်စံမပါမှာပေါ့အေးကြီးကလည်းတည်နေပြီအေးကဲပတ်စံပါတာတော့ဟုတ်ပြီလေမေကလည်းနည်းနည်းဘာလဲဆွဲထုတ်ကြည့်ပါဦးကဲလာမေးလားခုံလေးကြည့်လိုက်မယ်နော်ညီမလေးဟိုကသမီးတို့ကလည်းပျော်ကျင်တာပေါ့အမေကလည်းနော်ပြောပါတယ်ဆွဲထုတ်ပေးပါဦးနော်ပြောပါတယ်တို့မြဲတည်နေပြီရင်မခုံတော့ဘူးကျန်တာသမီးပဲဆက်ဆွဲထုတ်ပြီးယူသွားတော့မယ်နော်ယူရတယ်ကဲဟဲ့3အုပ်ရှိသွားပြီလေးငါဟာ350ဖြစ်သွားပြီ60 90 80 90တရားအမေအရင်တော့ကလေဘယ်နှအုပ်ဆွဲထုတ်ဘူးလဲဒါမျိုး တခါမှဆက်မတော့ဘူးအခုကိုယ်တိုင်ဆွဲထုတ်ရတာအမေ10အုပ်ဆိုအမေညောင်းနေမယ်အမေကတဝက်ယူသမီးကတဝက်ယူရတယ်ယူတော့ကိုမေသဘောကောင်းလိုက်တာကြည်အောင်ကဲအမေသူများတွေလေ line ပေါ်မှာအမေကြည်နေကြလေသူများတွေအဲ့လိုလေးပတ်စံနေဒီလိုမျိုးဆွဲထုတ်တော့အမေရင်ထဲမှာဘလို့နေတော့
ဝင်နေတာဘာဖြစ်လို့ဝမ်းနေတာလဲပြောပြအောင် ငါသားသမီးအဲ့လိုလုပ်ခင်ကောင်းပါပဲလို့ ကောင်းပါပဲအခုအမေသားသမီးတွေအမေကိုလှုပ်ပေးလိုက်ပြီလေမေပြောရမလား ပြောတယ် ပြောတယ်ပြောမှာနော်မေနော် နိုင်သမီးလည်းစူတောင်းပါတယ်အမေအလောက်ကင်နေတဲ့အစင်ပြေးပြီးလင်းမြန်းညောက်ပြောပြောရွှင်ရွှင်နဲ့မိသားစုဘဝကိုစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့နေနိုင်ပါစေလို့အမေကစူတောင်းပါတယ် ကဲမေပေးတဲ့စုတွေနဲ့ပြည့်ပါစေကဲမေပေါင်ပေါ်လေးတင်ထားရမေညောင်းနေမကဲဟုတ်ပြီအမေကိုဒီမှာလေလက်ဆောင်ပေးလိုက်တဲ့လူတွေကဘာတူလဲဆိုတာအမေကသိပြီးသားနော်ကဲအမေကိုစားလေးပါထားတယ်ဒီနေ့နော်အမေများနေမှာပျော်ရွှင်ပါစေအမေတကယ်ကမင်္ဂလာဆောင်တဲ့ကကြော့ကျင်ခဲ့တာအခုမှပဲလုပ်ပေးရတော့တယ်အမေကသမီးလို့ငငယ်လေးတဲကပင်ပင်မမန်းနဲ့လောက်ကင်ရှာဖွေပြီးကျွေးမွေးခဲ့ပြီးပါပြီအမေပြောနေကြစကားတခွန်းလို့ပဲအမေရှိနေသူကြီးကတော့ငါသားသမီးတွေမျက်နှာမငယ်စီရဘူးအမေရှိရင်ငွေရှိတယ်တဲ့အခုချိန်မှာသမီးတို့ကတဖန်ပြန်လုတ်ကြွေးတော့မှာမို့တက်ရှည်ချမ်းပါစွာနဲ့အကြာကြီးရှိနေပေးပါအမေချစ်ရတဲ့အမေများနေမှာပျော်ရွှင်ပါစေနေ့ရက်တိုင်းစိတ်တော့ကပူပန်မှုတွေကင်းပြီးအပြုံးတွေလှပါစေစိတ်ရောကိုယ်ပါကျမ်းမာပြီးဒီမိသားစုနဲ့လည်းအသက်ရှည်စွာနေနိုင်ပါစေပုံမှန်ဆိုရင်ပြောနေကြမဟုတ်တဲ့စကားလေးတစ်ခုကိုပြောချင်ပါတယ်အမေကိုအရန်ချစ်ပါတယ်အမေတဲ့နော် ။လည်းချစ်ပါရဲ့လို့သားသမီးတွေအကုန်လုံးသမီးလည်းအကုန်ချစ်ပါရဲ့အမေလည်းဒီသားသမီးနဲ့ရှိနေမှာပါလို့သားသမီးလည်းမေကိုစိတ်ချမ်းသာအောင်ထားရတဲ့ဘယ်တော့မှလည်းမေကိုစိတ်ဆင်းအောင်ငငယ်လေးကညာလည်းအခုသားသမီး6ယောက်ရှိတယောက်မှမေကိုစိတ်ဆင်းအောင်အခုချိန်ထိမလုပ်ဘူးပါအကြီးဆုံးနဲ့ငယ်ဆုံးနဲ့အကုန်လုံးလိမ့်ပါအခုလည်းမေကိုဘာမှပူစရာမလိုအမေဘာလို့တော့ပြောဘာဖြစ်ချုံတော့ပြောပြောမင်္ဂလာဆောင်တော့ကတော့မယ်စားငါဒီမလို့အခုလဲအန်ဒီကပြောထားအမေဟိုမဈေးဆိုင်လေးဖွင့်ကြည့်အမေဟိုမဘင်းနေငါဒီအမေအရှိရဲ့အငယ်မတယောက်ရှိတယ်လေအမေကမလို့အငယ်လေးရှိရဲ့ငါသမီးဈေးဆိုင်ဖွင့်ကျင်တယ်ဆိုဖွင့်ဈေးဆိုင်ဖွင့်တယ်ဆိုမနေဘူးကုန်ပါလေဂျပန်နိုင်ငံဈေးဆိုင်ဖွင့်မှာအမေကဘာဖြစ်ဘူးအမေရဲ့နေအဆင်ပြေငါသမီးဈေးတိုင်းပွင့်နေတာမဟုတ်သားသမီးစီရမလဲလုံးမစားပြရငယ်မရဲ့မောမေဟုတ်တယ်သူကမြအလုံးလုံးတာဆိုကိုပိုင်းလုပ်ငန်းလို့အမဟုတ်ဘူးလေတစ်ဆက်ရဖွင့်တော့အဲကြောင့်သူကပြောရတယ်မပြောအောင်အမေကလည်းဆက်နေလာပိုင်းကျန်ကတော့မယ်လို့ပြောသားသမီးစင်မပြေမကတော့နဲ့လို့ဟိုနေ့ကနေမကောင်းတာတော့မှလေဟောအမေကမကတော့လို့ငါသမီးလေးစိတ်သေးရဲ့လို့စိတ်ကဖြစ်တာလားလို့ငယ်မတော့ပြောလိုက်တယ်ငယ်မမမဟိုပြောလိုက်အမေကိုဆက်မပြရလို့စိတ်ထဲမကောင်းလို့နေစွာဆိုနေမစိုးနဲ့လို့အမေကအစီပြေရဲ့လို့အမေကလည်းအဲ့လိုမဟုတ်ဘူးလေနော်ကိုသားသမီးအစီပြေနေပြီးတာအမေတို့ကဘာမှမလိုတော့ဟုတ်ကဲ့ပါရှင်အမေတို့ကအချမ်းသာဖို့လည်းမလိုတော့ဘူးလှဖို့လည်းမလိုတော့ကိုသားသမီးအကြီးရနေအငယ်ဆုံးထိသူတို့အစဉ်ပြေအချမ်းသာအဆုံးအမေကဝန်တာတယ်ဟုတ်ကဲ့ပါရှင်အခုလည်းအကြီးဆုံးမကြီးအခုအငယ်မဆိုလဲတော့အမေတစ်ချက်မှမပူအောင်ဟုတ်ကဲ့မေသူကသူစီစဉ်ပြီးတော့ဟိုမိသားစုစားဖို့အငယ်မဟိုလာဖို့အမေတို့ဘဒုစီမှာငါသမီးပဆက်တရားချီးစမ်းမှာလို့လဲအမေတို့သူကများစီမရအောင်ဟုတ်ကဲ့ပါရှင်ငါတဲ့ချီးစမ်းမှာလို့မရှာဘူးသူကသူလုပ်ပေးအခုသူ့တာဝန်နဲ့ကြည်ရကြီးဆုံးလို့လဲသူလည်းအကြီးပြီးသားပါဟုတ်ကဲ့ပါရှင်အငယ်ဖို့အခုချိန်ဒီအိမ်အောင်ကြအတီလေသူတာဝန်ကြည့်တယ်ကြည်မွန်းတယ်အခုအငယ်မဒီလား iPhone ဝယ်ခြင်းတယ်ဝယ်ခိုင်းလိုက်ပါငါသမီးဝယ်အမေပစံပေးပေးရတယ်ဟုတ်ကဲ့ဟုတ်ကဲ့သားသမီးစိတ်ချမ်းသာနေအန်တီကပြီးရတယ်ဟုတ်ကဲ့ပါရှင်အန်တီကဘလို့နေရနေအခုဟုတ်ကဲ့ပါရှင်မိသားစုစားဖို့တော့အခုကအန်တီမီရဲ့ကန်ကြမိုင်းဆိုတာနော်ဟုတ်ကဲ့ဟုတ်ကဲ့ပြောလို့မရဘူးဟုတ်ကဲ့ဟုတ်ကဲ့ဘေးအမျိုးမျိုးတွေနဲ့လေဟုတ်ကဲ့ဟောသူတို့သူကများနိုင်ငံမဲ့အစင်ပြေသူကများအောင်မကြောက်ဆိုအမေကစိတ်ချမ်းသာဒါပေါ့မေရဲ့ကိုသားသမီးအစဉ်ပြေစိတ်ချမ်းသာရနော်သူကလည်းမေရဲ့သမီးပြောပြမယ်မေတို့ကိုဒီလိုမျိုးကြော့တယ်ဆိုတာလေသူတို့ရဲ့လက်ထဲမှာတကယ်ကိုပိုရှံမှသာကြော့နိုင်တာနော်မပိုရှံလည်းမမျောဘူးအောင်မပိုရှံဘူးအစဉ်မပြေဘူးဆိုရင်အမေကိုမကြော့နိုင်လေနော်ဒါကြောင့်မလို့မေကသားတွေသမီးတွေအစဉ်ပြေလို့ပို့နိုင်တဲ့ပတ်စံလေးနဲ့အမေကပျော့ပျော့ရွှင်ရွှင်နဲ့ကြက်ကြက်မမနေရပါနော်ဟုတ်ကဲ့ပြောပါတယ်ဟိုဝင်းနေဝင်းသားဖြစ်ပြောညင်ကြပြောတယ်ပြောတယ်ကိုသားသမီးအကြောင်းလည်းသိတယ်ဟုတ်ကဲ့ပါရှင်မေဟုတ်ကဲ့အကြီးမဟိုငငယ်လေးကညာဟိုဂျပန်ရောက်ခက်ခညာအင်းရကလေးနဲ့လေတတင်းကြည့်ရဆိုမေမေသိအောင်ဝတ်စားတွေဝဲဟိုဟာတဲ့ဟိုအင်းရီချိုးကန်းနဲ့ဟိုဟာကြီးဖွက်ထားပိုရကြငယ်လေးနဲ့ surprise တိုက်တာငါအိမ်သားရဲ့ရီချိုးကန်းတဲ့ပစ္စည်းဘယ်သူလားဖွက်တာမသိဘူးဟို
ငါတို့လာပြီးတခိုးဆွဆိုတော့မယ်အားကြောင့်နောက်ဖေးပေါက်ကြီးပိတ်ထားပါဆိုပိတ်မထားဘူးနဲ့ဒါကြသူတို့ညီမတွေတိုင်လဲပြီးတော့လေအဲ့လိုလောက်တာ ဟုတ်ကဲ့ပါရှင် ဒါသိရအ အ ကြီး ကြီး ဆုံး ဆုံး surprise နဲ့မစိမ်းဘူးဗောငယ်ငယ်လေးတွေကကဲတာသမီးရဲ့လိမ္မာလိုက်တာ အဲ့လိုလောက်ပြီးလိမ္မာအကြီးဆုံးကနေအခုငယ်ကောင်းဒီအကောင်လုံးလိမ္မာဒါသမီး6လုံး တာသမီး6ယောက်မှာမေသားကဘယ်နှယောက်ပါသမီးကဘယ်နှယောက်ပါ ဒါ2ယောက်ပါသမီးက4ယောက် သမီးက4ယောက် ဟိုကအလက်ဟိုကအငယ်ဆုံး အငယ်ဆုံးအဆိုးဆုံးမဟုတ်ဘူးလားမေ မဆိုး ကြည့် तू ဆိုတာ तू သိလို့ငိုနေတာဟိုမှာကြည့် တရားမှမဆိုးအနိဒါသမီးကတရားမှမဆိုး အမေတော်တာဗော အလက်ကဟိုမှာဂျပန်တင်းတန်းတက်နေအခုသူတို့အငယ်အကြီးကောင်သွားဖို့ကလည်းသူတို့သူစီစဉ်တာဒီ2ယောက်လည်းသူတို့သူခေါ်ကြမှာ အကဲထားဆိုမေငွေပုံကြီးပေါ်မှာအိပ်ရတော့ပါ ငွေပုံကြီးပေါ်မှာအဲ့ရတာသမီးသူတို့သူချီတာပေါ်ရက်တီးသွားပြီဆိုလို့ရှိရင်အမေကလေစိတ်ချမ်းသာတေးမယ်ဆိုလည်းတေးပြောဒါလေးမသေးဘူးတာသမီးကမေကိုစိတ်ချမ်းသာထားလို့တေးလည်းမသိဘူးအခုပြောမှန်းတဲ့သစ္စာပြောအမေအခုချိန်ထိတာသမီးတွေတော့စိတ်မစင်းရဘူး ဒါဗောမေရဒါအမေကလည်းအရန်တော်လို့ပြီးတော့အမေသားသမီးတွေကလည်းလိမ္မာရေးရှိပြီးတော့เนาะတိတက်လို့เนาะဒါကြောင့်မလို့အမေပေါ်မှာတိတက်တဲ့เนาะအမေကျေးဇူးတိတက်တဲ့အမေမြတ်တာတွေကိုတိတက်တဲ့သားသမီးတွေကဘယ်တော့မှဒုက္ခမရဘူးเนาะဒါကြောင့်မလို့အမေကလေသားသမီးတွေငွေပုံကြီးပေါ်မှာအမေကိုအိတ်ခိုင်းအောင်မှာဒါကြောင့်မလို့အမေကကြက်ကြက်မမနေရမယ်เนาะ မကြမ်းပါပါလေအခုလည်းအရင်တက်တော့ပိုးကြမ်းပါသေးတယ်တာသမီးတွေအတွက်လေစဉ်းစားပြီးပီတိဖြစ်တယ်အခုဆိုတာသမီးတစ်တော်ဆော့ထားကြည့်ပြီးလို့ရှင်လေဘလောက်ကြီးစိတ်ဆင်းနေတာတွေစိတ်အော်ငါသားသမီးတွေဒီလိုလေးနေရဆိုစိတ်ထဲမှာပြောပြီးတော့လေကြည်နုနေရ ဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ ဟိုမြည်လောက်တယ်ပြောအမေကြီးရတယ်ကိုသားသမီးဟာတွေပဲကြည်ရတယ်သူကမြဟာမကြည်ဘူး သူများဟာမကြည့်ဘူး ကိုသားသမီးကလည်းပီတိဖြစ်တယ်လေ ကဲအချောလေးတွေမွေးထားတာဟုတ်နော်ဘာလို့ငိုတာလဲလာပြောပြပါဦးလာပါဦးဘာလို့ငိုတာလဲလာပါဦးဒီအဖေလို့မမပေးတာသမီးမပေးနိုင်သေးလို့အဲ့လိုလားလာပါဦးဒီဘက်ကလာပါဦးမိန်းနာလာပါဦးဘာဖြစ်လို့ငိုတာမမကိုပြောပြပါဦးဘာဖြစ်လို့ငုံနဲ့တိတ်မမကြီးကအဆင်ပြေလို့လေနော်ဂျပန်လိုက်သွားမှလားမမကြီးနော်ဂျပန်လိုက်သွားပြီးအမေကိုလေမောင်နှမတွေအကုန်လုံးလေ6ယောက်စလုံးပေါင်းပြီးတော့လေအမေကိုငွေအိတ်ရိုက်ခင်းပေးလိုက်နော်ငွေမို့ရိုက်ခင်းပေးလိုက်နော်နော်ငုံနဲ့တိတ်ငယ်မေအဲ့ဒါသားသမီး6ယောက်မှမေကအပေါ်က9ယောက်ကိုတော့လေယောက်ျားတွေမိန်းမတွေယူပါစေမေကအငယ်ဆုံးလေးဆိုတော့လေတော်တော်လဲချောနေတော့မေယောက်ျားမပေးစားနဲ့အပြိုကြီးလောက်ခိုင်းနော်မေနော်လောက်မှလားပြိုကြီးဟုတ်ကဲ့ပါရှင်ကဲကိတ်လေးလည်းပါတယ်မေမှတ်တရအနေနဲ့ကိတ်လေးရောတစ်ခါတည်းခွဲခြင်းလားနောက်မှခွဲမလားနောက်မှခွဲဟုတ်ကဲ့ပါရှင်မေနောက်မှခွဲမယ်ဆိုရင်လေသမီးကိုအေးတဲ့နေရာလေးထားပေးနော်ဒါလေးကတော့ဒီ PC လေးကဘယ်သူအတွက်လဲမသိဘူးနော်ဟုတ်လားငိုတဲ့လူတွေမပေးဘူးတဲ့ဘယ်လိုလုပ်ငိုရင်မပေးခဲ့နဲ့တယ်ဘယ်လိုလုပ်ရလာပါဦးဒီကိုတိတိနာလာပါဦးအန်တီနာလာပါဦးဘာလို့ငိုတာအန်တီကိုပြောပြပါအောင်ဘာလို့ငိုတာဖွားငိုလို့လိုက်ငိုတာလို့လားမဟုတ်ဘူးအော်ကဲလာနာမနဲ့ဒီရလို့ပြပါရသမီးအတွက်အယုတ်ကလေးညီးကြိုက်လို့လုပ်ငုံနဲ့တိတ်ပြောရမှာသမီးရဲ့နော်surprise လာပို့ရင်လေတီတီတို့ကြီးတို့နော်သူတို့ကအဆင်ပြေလို့ပို့ပေးတာအဲ့ဒါပြောရမှာနော်ငိုရမှာမဟုတ်နော်အဲ့ခါဘောဝါအဲ့မှာဝမ်းနဲ့မေရတယ်အမတ်တရလေးတားမိတွေဓာတ်ပုံလေးတစ်ပုံရိုက်ပေးမယ်နော်အဲ့နော်ကဲကျေးဇူးအများကြီးတင်ပါတယ်ဒါအမေတို့ကိုလေ surprise လာတိုက်တဲ့ဗီဒီယိုလေးကိုဒါငယ်လေးတို့ကကြည့်ကျင်တယ်ဆိုပြီးတော့အမှတ်တရလေးရိုက်ထားပေးပါတယ်ဒီဗီဒီယိုလေးကသူများတွေလိုပဲလေမေ line မှာကြွားလို့ရလားရနော်ကဲအဲ့ဒါလေးအငယ်လေးချောလိုက်တာအမေရဲ့အမေသားသမီးတွေလိမ္မာတယ်ဆိုတော့လိုချင်လို့ဆိုပြီးလာတောင်းကြအမေဘလို့လို့ပေးမှာလားအချိန်တန်းတော့ပေးမှာပေါ့ခုနေတော့ငယ်သေးလို့မပေးနိုင်ဘူးအခုတော့ရအောင်နော်ဟုတ်ကဲ့ပါရှင်မေဒါဆိုလို့ရှိရင်သမီးတို့ဗီဒီယိုလေးအတက်ဖြတ်ပြီးရင် line မှာတင်ပေးလိုက်ပါမယ်နော်အမေသားသမက်လေးကလည်းအသက်ဆက်ရထားတယ်သားသမက်လေးအတွက်ကိုလည်းအမေစကားလေးပါပေးပါဦးသားလေးလည်းတော်ပါတယ်သားလေးကလည်းတော်ပါတယ်ကိုမိဘသူ့မိဘလေးသူကကိုလည်းကိုသမီးကိုတင်းတယ်အာသမီးသူ့မိပါလဲကိုမိပါလဲသူ့မိပါတဲ့ရှူရှူနေဟိုသူ့အမေငါအမေလို့မခွဲခြားနဲ့သူလိုရင်လိုအပ်တယ်လို့သူ့မိပါကိုလည်းသူလှုပ်ပေးခြင်းပါပဲငါသမီးကလည်းကြီးပြူဘာပေးဘာကြည့်စေတနာရှိကြည်ပြူနဲ့ကြွရကုစုရဟောမေဟုတ်တယ်အဲ့လိုဆိုကုစုမရဘူးလေတော်လိုက်တာအမေအရန်တော်လို့အမေထိန်ကြောင်းတာအရန်တော်လို့အမေသားသမီးတွေအားလုံးကလိမ္မာတာနော်အားကြောင့်မလို့ပြောရဲအားကြောင့်အာသားသမီးလည်းဒီနေ့ဒီချမ်းစားပြီးစိတ်ချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းနဲ့လိုဝင်ဆန္ဒတလုံးတော်ရတယ်ပြည့်ရတဲ့ပုံကိုယ်ဖြစ်ကြပါစေလို့အမေကဒီကနေဆုတောင်းပေးပါတယ်ဆုတွေအများကြီးတောင်းပေးလိုက်တယ်နော်ဒါဆိုရင်ဂျပန်မှာကိုလှုပ်ချင်တဲ့အလုပ်တွေအကုန်လုံးလုပ်နိုင်ပြီးတော့နော်အများကြီးအဆင်ပြေပါစေအမေကိုငွေအိတ်ရိုက်ခင်းပြီးတော့အမောင်နှမရေနော်အမေကိုငွေပုံပေါ်မှာထားနိုင်ပါစေလို့ဆုတောင်းပေးရနော်သမီးတို့ကလည်းပြည့်ရစုနဲ့ပြည့်ပါစေအမေနောက်တစ်ခါလာနည်းနည်း surprise ဖြစ်ပြီပေါ့နော်
မကြည့်နဲ့တော့မေက line ပေါ်မှာနော် surprise အမေဖုန်းနံပါတ်ကြီးပေးလိုက်တာဟုတ် အော်အဲ့လိုလားအေးတော်တော်စိုးနေပြီအမေဖုန်းနံပါတ်ကြီးပေးတာနော်သူများဖုန်းနံပါတ်ပေးပါလားအငယ်လေးဖုန်းနံပါတ်မပေးဘူးနော်နောက်တစ်ခါအမေကိုဖုန်းမဆက်တော့ဘူးနော်အငယ်လေးကိုပဲဖုန်းဆက်ပြီးလာပို့မယ်နော်မေနော် အဲ့ဒီမျိုးလည်းနောက်နေ့ကျ4လပိုင်းမွေးနေ့ကျတစ်ခါလာပြီးဆက်ပြတ်တိုက်နိုင်ပါစေ ဟုတ်ပြီကဲနောက်နေ့4လပိုင်းနော်အမေကဘိုကင်ကြိုချိတ်လိုက်ပြီမေသမီးပဲလာပို့မှာနော်တခြား surprise လာပို့လို့မရဘူးနော်တခြား surprise လာပို့ရင်စိတ်ဆိုးမှာဟုတ်တယ်4လပိုင်းကျမွေးနေ့ရှိသေးတယ်4လပိုင်း21ရက်နေ့ကဲဟုတ်ပြီတွေ့မယ်နော်အဲ့နေ့ကျတစ်ခါဆက်ပြတ်တိုက်အောင်ပါဟုတ်ပြီကဲကျေးဇူးအများကြီးတင်ပါတယ်မေအဲ့ဆိုသမီးတို့ပြန်လိုက်ပါဦးမယ်နော်မေကျေးဇူးတင်ပါတယ်နော်ညညကိုညချွေဟုတ်လားကဲကျေးဇူးအများကြီးတင်ပါတယ်ငလေးသွားပြီနော်ငိုကြတော့သားမိတွေဟိုမှာတိတ်တိတ်လေးအဆန်ငိုတာသူတို့ကြီးကြီးကိုလောင်းသွားလို့လောင်းတင်နော်ဟုတ်မေသားပြီနော်ဟုတ်ကဲ့ကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကဲ့